အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ Facebook account နာမည်ချိန်နီးလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့နည်းပညာနဲ့ပတ်သက်တဲ့ဝိသုဒတွေလေ့လာလို့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဒါဆိုရင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Facebook ထဲကိုဝင်လိုက်ပါမယ်ဗျFacebook ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ profile ထဲကိုဝင်ရမယ့်နေရာလေးပေါ့နော်ဒီနေရာလေးကိုဝင်လိုက်ပါမယ်ဟုတ်ကဲ့ပြီးရင်တော့ကျွန်တော်တို့အောက်နားမှာရှိတဲ့ setting and privacy ဆိုတာလေးတွေဝင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ setting တွေကိုထပ်ဝင်ပါမယ်setting တွေကိုရောက်ပြီဆိုရင်တော့အခုကျွန်တော်4000 white ပြတဲ့နေရာလေးပါဒီ personal detail ဆိုတာလေးတွေဝင်လိုက်ပါမယ်ဗျဟုတ်ကဲ့ပြီးတော့ရင်တော့အခုဒီနေရာလေးပေါ့နော်profile ဆိုတာလေးပေါ့နော်ဟုတ်ကဲ့အခု4000 white ပြထားတာလေးတွေဝင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့အခုဒီထဲကိုထပ်ဝင်လိုက်ပါမယ်ဗျဒါဆိုရင်တော့ကျွန်တော်တို့ဒီလိုပေါက်လေးကြာလာမှာပေါ့နော်ဒီမှာ name ဆိုတာလေးပါပါတယ်ဗျname ဆိုတာလေးတွေကိုဝင်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ထားမဲ့နာမည်ပေါ့နော်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်နှလုံးနဲ့ထားမယ်ဆိုရင်တော့ကျွန်တော်တို့အလဲကောင်းမှာထည့်စရာမလိုဘူးပေါ့နော်သုံးလုံးနာမည်သုံးလုံးထည့်မယ်ဆိုရင်တော့အပေါ်မှာအစားဆုံးနာမည်ခလဲကအလဲနာမည်ကတော့အလဲမှာနောက်ဆုံးကတော့နောက်ဆုံးမှာထည့်ရမှာပေါ့နော်အခုကျွန်တော်ဥပမာအနေနဲ့ရိုက်ထည့်ပေးပါမယ်ဗျဟုတ်ကဲ့ကျွန်တော်3ခုချိန်မှာပေါ့နော်ဒီတိုင်းလေးအစင်လိုက်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီအောက်မှာရှိတဲ့အခုကျွန်တော်မြားထုတ်ပြတဲ့နေရာလေးပေါ့နော်ဒီအပြာလေးနဲ့ review chain ဆိုတာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဒီတိုင်းလေးရိုက်ထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာနာမည်3ခုပေါ့နော်အပေါ်ဆုံးဟာရဲ့ဒီခလဲဟာရဲ့3ခုတည်းမှာရွေးလို့ရပါသေးတယ်ပေါ့နော်ကျွန်တော်ကတော့ဒီခုနရိုက်ထည့်ခဲ့တဲ့အတိုင်းအပေါ်ဟာပဲဒီတိုင်းထားရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ရွေးပြီးပြီဆိုရင်တော့ဒီအောက်ဆုံးမှာရှိတဲ့ set chain ဆိုတာလေးကိုနှိပ်လိုက်ရင်ရပါပြီဗျကျွန်တော်ကတော့ဥပမာအနေနဲ့ chain ပြတာဖြစ်လို့ဒီကset chain ကိုတော့နှိပ်မပြတော့ဘူးပေါ့နော်ဟုတ်ကဲ့ဒါကတော့နာမည် chain ကြီးပါဗျာဒီထဲမှာဆိုရင်လည်းကျွန်တော်တို့ကuser name ကိုချိန်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီထဲကနေဝင်ချိန်ရတာပေါ့နော်ဟုတ်ကဲ့ဒီနီလန်းလေးအတိုင်းကျွန်တော်တို့ Facebook account နာမည်ချိန်နေတဲ့သူတွေလိုက်လုပ်ကြည့်လို့ရပါတယ်ဗျဒီနေ့ဗီဒီယိုလေးကိုဆုံးထိလိုက်ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်